အားလုံးမင်္ဂလာပါဒုရီဝါနာရှာလုံးကိုကျေးဇူးပါတယ်ဒုရီကြောင့်ရှုံးခြင်းတဲ့ friend တွေအတွက်အကောင်းဆုံးစာတူလက္ခဏာဒီစက္ကနာမှာဒီပတ်တွင်6ချက်မကျော်နော်25ဘတ်မှာ24ဘတ်မှာပါတယ်ပြည့်တစ်ပတ်ကပြတ်ပါနော်ဒီတစ်ပတ်တော့3ချိန်ထွက်ပါတယ်39ရဲ့98ရဲ့29ရဲ့နော်လက်ရှိတန်းတော့6ချိန်အတွက်ထွက်စောပြီးမှကျန်တဲ့ရက်တွေနားလို့ရှိရင်တော့ဒီကြပါမြောက်ကကြမှာပြီနော်ဒီက6ချက်အတွင်းကိုဇာပေမှစာတိုးလိုက်ချင်လိုက်မလိုက်ချင်လည်းပုံမှန်လေးတိုးလိုက်လို့ရှိရင်ထွက်တာနဲ့ပေါင်းနာကစားတင်ပါလေနော်အားလုံးကြည့်နေကြံတရက်မှာမရောက်ကွက်တရပေါက်ကြပါစေ